ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမိဦး YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အီရန်နဲ့အမေရိကန်ဖြစ်နေတဲ့ဒီပဋိပက္ခစစ်ရေးမှာဆိုလို့ရှိရင်အမေရိကန်ဘက်ကနေပြီးတော့39.5 ဘီလီယံအထိစစ်အသုံးစရိတ်မြင့်တက်လာတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးပဟက်ဇက်ကဆိုလို့ရှိရင်ဒီလက်ရှိအခုဖြစ်ပေါ်နေတဲ့အီရန်နဲ့အမေရိကန်စစ်ရေးကြားထဲမှာဆိုလို့ရှိရင်စစ်အသုံးစရိတ်က39.5 ဘီလီယံအထိရှိလာပြီလို့ဒီအမေရိကန်ရဲ့ဒီအထက်လွှတ်တော်ကြာနာရေးပွဲမှာပြောဆိုသွားတာကျွန်တော်တို့တွေ့ရှိရပါတယ်ခင်ဗျာအဲ့ဒီအသုံးစရိတ်မှာဆိုလို့ရှိရင်လက်ရှိစစ်စင်ရေးအသုံးစရိတ်နဲ့ဒီနှစ်ကုန်အထိခန့်မှန်းရတဲ့စစ်ရေးအသုံးစရိတ်လည်းပါရတော့ကျွန်တော်တို့သိရှိရပါတယ်ခင်ဗျာ။ပြီးတော့တချို့လို့တော့အမှတ်တွေကအဲ့ဒီစစ်ရေးကုန်ကျစရိတ်တွက်ချက်ပုံနဲ့ရေရှည်စစ်ရေးအစီအစဉ်များအပေါ်မှာလည်းမေခွန်းထောက်တာကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်ခင်ဗျာ။အဲ့ဒီအီရန်နဲ့အမေရိကန်ဖြစ်တဲ့ဒီစစ်ရေးထဲမှာချို့အမေရိကန်တပ်ဖွဲ့ဝင်တွေတည်ဆုံးတာရှိသလိုဒဏ်ရာရရှိတာလည်းရှိခဲ့ရလို့ကျွန်တော်တို့သိရှိရပါတယ်ခင်ဗျာ။အဲ့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့ဒီအရှိလက်ပိုင်းဒေသမှာလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ပုံမတင်းမာလာမှုတွေမြင့်တက်လာရတော့ကျွန်တော်သိရှိရပါတယ်ဟုတ်ကဲ့အဲ့ဒီအတွက်ကြောင့်မလို့ဒီအမေရိကန်အစိုးရကလည်းဒီလက်ရှိစစ်ရေးအသုံးစရိတ်ကိုထပ်မံမြင့်တင်ဖို့အတွက်လည်းကျွန်တော်တို့ဒီလွှတ်တော်မှာတင်ပြထားရတော့ကျွန်တော်သိရှိရပါတယ်ခင်ဗျဟုတ်ကဲ့သောသားချက်ကတော့ကျွန်တော်ဒီလက်ရှိစစ်သုံးစရိတ်အရာဆိုလို့ရှိရင်ကျွန်တော်ဒီအမေရိကန်နိုင်ငံဟာဒီကမ္ဘာဗန္ဒာရေးနဲ့စီးပွားရေးမှာလည်းကျွန်တော်တို့တရားမှုရှိလာနိုင်လို့လည်းသုံးသပ်ရတာကျွန်တော်တွေ့ရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားတာကတော့အရှေ့အလယ်ပိုင်းဒေသပဋိပက္ခနဲ့အမေရိကန်အီရန်ဘုံမှာစစ်ရေးလှုပ်ဆောင်တဲ့အပေါ်မှာကျွန်တော်တို့စစ်ရေးအသုံးစရိတ်အမေရိကန်ဒေါ်လာ39.5 ဘီလီယံအထိမြင့်တက်လာပြီးဖြစ်တဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီလိုမျိုးသတင်းနဲ့အတူနောက်စိတ်ဝင်စားစရာသတင်းတွေလည်းကျွန်တော်တို့ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့လည်းပြောဆိုပါရစေခင်ဗျာဟုတ်ကဲ့ဒီနေ့အစီအစဉ်ကိုတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်